ဒီတစ်ပတ် The English Eye Opener အစီအစဉ်မှာဟုတ်လဲမဟုတ်ဘဲနဲ့ကဏ္ဍလေးကိုတင်ဆက်လိုက်ပါတယ်ကမ္ဘာအရှည်ကြာဆုံးစစ်ပွဲကြီးကနှစ်တရာစစ်ပွဲဖြစ်တယ်100 years war လို့ခေါ်ကြတယ်သူကပြင်သစ်နိုင်ငံနဲ့အင်္ဂလန်နိုင်ငံကြားဖြစ်ပွားခဲ့တဲ့စစ်ပွဲကြီးဖြစ်တယ်နှစ်ပေါင်း100လောက်ဖြစ်ခဲ့တဲ့အတွက်ကြောင့်နှစ်တရာစစ်ပွဲလို့ခေါ်ကြတာတကယ်တော့အဲ့ဒီနှစ်တရာစစ်ပွဲလို့ခေါ်တဲ့စစ်ပွဲကြီးကခရစ်နှစ်1339ခုနှစ်မှာစတင်ဖြစ်ပွားပြီးတော့1453ခုနှစ်မှာပြီးဆုံးသွားတယ်အဲ့ဒီတော့နှစ်တရာမကဘူးသူကနှစ်ပေါင်း116နှစ်ကြာခဲ့တဲ့နှစ်တရာစစ်ပွဲပေါ့ကမ္ဘာအမြင့်ဆုံးတောင်ကိုပြောပါဆိုရင်နော်လူတိုင်းကတော့ဟိမဝန္တာတောင်တန်းမှာရှိတဲ့ဧဝရက်တောင်ကိုပြောပါလိမ့်မယ်ဧဝရက်တောင်ဟာအမြင့်အားဖြင့်ပေပေါင်း2932ပေမြင့်တယ်နော်တနည်းအားဖြင့်မီတာပေါင်း8849မီတာရှိတယ်ဒါပေမဲ့တကယ်တော့ဧဝရက်တောင်ကကမ္ဘာအမြင့်ဆုံးတောင်မဟုတ်ဘူးကမ္ဘာအမြင့်ဆုံးတောင်ကဟဝိုင်ကျွန်းပစိဖိတ်သမုဒ္ဒရာအောက်မှာနော်မြုပ်နေတဲ့မီးတောင်နော်မာဝူနာကေယာဆိုတဲ့မီးတောင်ဖြစ်တယ်အဲ့ဒီမီးတောင်ဟိုပစိဖိတ်သမုဒ္ဒရာအောက်ခြေကနေစပြီးတော့ရေမျက်နှာပြင်အထက်ကိုထောင်ထွက်နေတာသူ့ရဲ့မီတာပေါင်းကနော်ပေပေါင်းက33,500ပေဖြစ်တယ်မီတာအားဖြင့်1,210မီတာမြင့်တယ်တိုက်တနစ်သင်္ဘောဆိုလိုတိုင်းသိပါတယ်နော်သင်္ဘောကြီးကစင်ကန်သင်္ဘောအကြီးပဲနော်ကြီးလုံးလို့နောက်ပြီးတော့အာမခံချက်အပြည့်ခိုင်ခန့်လို့မနှင်းမြုပ်နိုင်ဘူးဆိုတော့လေအာမခံထားလို့ God himself could not sink this ship လို့လူတွေကပြောကြတယ်တိုက်တနစ်ရုပ်ရှင်ထဲမှာလည်းပြောခဲ့တာပဲ This is the ship they say is unsinkable. It is unsinkable. God himself could not sink this ship. What? တကယ်တော့ဖယားကိုယ်တိုင်ဒီသင်္ဘောကြီးကိုနှစ်မြုပ်လို့မရဘူးလို့ဆိုတာဘယ်သူမှမပြောခဲ့ပါဘူးအဲ့ဒီတာတင်သင်္ဘောကိုတိစောက်ခဲ့တဲ့ White Star Line သင်္ဘော company ကိုယ်တိုင်လည်းမပြောခဲ့ပါဘူးတဲ့သူတို့ပြောတယ်ဒီဝါကြောကိုဘယ်သူကစထွန်းလိုက်လဲဆိုတော့ဟိုကသင်္ဘောမြုပ်ပြီးမှသတင်းထောက်တွေသတင်းစာဆရာတွေမီဒီယာသမားတွေကနော်ဟိုကွန့်ပြီးရေးခဲ့ကြတဲ့ဝါကြဖြစ်နေတာအဲ့ဒီတော့ Titanic အကြောင်းပြောရင်းနဲ့ပဲဒီတစ်ပတ် The English Eye Opener အစီအစဉ်ကိုဒီကုန်းချုပ်လိုက်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်